အားလုံးပဲမင်္ဂလာပါ3800အောက်မှာ model လဲမြင်ရမယ်နံပါတ်လဲမြင်ရမယ်အဲ့လိုမျိုးကားမျိုးရှာနေတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးပါ model လေးရလဲ2018 model လေးဖြစ်မယ်နံပါတ်လေးရလဲ RM ဖြစ်မယ်မျိုးရင်းလဲသုံးရတာအဆင်ပြေတယ်စီစားလဲတက်တာတယ် parking လဲလွယ်ကူတယ်ပြီးတော့ grade လဲမနေဘူး parking ဆိုနိုင်ပါတယ်ပြီးတော့main ကလေးပဲမောင်းယောက်ျားလေးပဲမောင်းအားလုံးအဆင်ပြေတယ်ကားလေးတစ်စီးဖြစ်ပါလိမ့်မယ်အော်နောက်တစ်ခုကဘာလဲဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကိုrepost ပေါ့နော် share လုပ်ပေးမယ်ပြီးတော့ကျွန်တော်ကိုအောက်မှာ comment မှာပေါ့လေမိတ်ဆွေတို့အနေနဲ့နံပါတ်လေးနှစ်ခုရေးခဲ့ပဲနံပါတ်ဥမာဆိုကြပါတော့19လို့19လို့တစ်ခုလည်းတော့မရေးနဲ့31တို့32တို့လည်းရတယ်ပေါ့လေအဲ့ဒါနေပြီးတော့31ကနေပြီးတော့99ထိမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ post လေးကိုshare ပြီးပါရဲ့အောက်မှာshare ထားတဲ့ screenshot လေးနဲ့ဒီကျွန်တော်ရဲ့ဒီ video ရဲ့ comment မှာလာမှတ်ပြီးကျွန်တော်အနေနဲ့ new year မှာ10ရောက်မဲဖောက်ပေးမယ်တယောက်ကိုဖုန်းပေး1000စီနဲ့ကျွန်တော်10ရောက်မဲဖောက်ပေးမယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ video ကိုဆုံးအောင်ကြည့်ရှုပြီးတော့လုပ်မယ်ဆုံးအောင်ကြည့်ရှုပြီးတော့ဒီ video share လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်စကြည့်လိုက်အောင်ဒီကောင်လေးက2018 model ထွက်တယ်ကားလေးကအဖြူရောင်လေးနဲ့လာမယ်ပြီးတော့ဒီကောင်လေးက data running light တွေပါမယ် fog light လည်းပါမယ်ပေါ့လေပြီးတော့ဒီဖြစ်သွားတဲ့အတွက်ကျွန်တော်တို့အလွိုင်းဝင်လာအဲလဲကြတော့တန်ကွေနဲ့လာပေါ့လေတန်ကွေကိုပိန်းဖို့ပေါ့ကျွန်တော်ထုံးစံအတိုင်းပဲတခါမှရှိတဲ့ချိတ်ကြီးပတ်တာတို့ရိုက်ပြမယ်ဒါပေမဲ့ဒီ spec ကတခြားကားတွေနဲ့မတူတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အနေငယ်ရှင်းပြမယ်ဒီကောင်လေးတွေကဘယ်လောက် model ကနေစပြီးကျွန်တော်နိုင်ငံမှာမြင်တွေ့ရလဲဆိုတော့ကျွန်တော်2014 model လေးတွေကနေစပြီးတော့မြင်ရတယ်2014 model ကတော့ကျွန်တော်ရှိမှာကျွန်တော်မြင်တွေ့တဲ့လောက်ကျွန်တော်ရောင်းဝယ်လုပ်ခဲ့ဘူးတယ် grade ကတော့ LS grade တစ်ခုတည်းကိုပဲကျွန်တော်မြင်တယ်မြင်တော့ဘူးတခြား grade တွေရှိလားမရှိလားတော့ကျွန်တော်မသိဘူးကျွန်တော်5စီး6စီးလောက်တော့ကျွန်တော်ကန်ခဲ့ဘူးတယ်အမဲလေးတွေအဖြူလေးတွေတက်တိုင်လေးပေါ့အဲ့လိုမျိုးတွေတွေ့ရတယ်ဒါပေမဲ့အကုန်လုံးနီးပါးကကျွန်တော်တို့ရှိမှာ LS grade ပဲ2014မှာပေါ့နော်ဒီ2018မှာတော့ကျွန်တော်တို့ grade အစုံကိုတွေ့ရတယ်နောက်ဆုံး manual နဲ့လည်းတွေ့ဘူးတယ်နောက်ဘယ်လိုပြောပြရမလဲဆိုတော့ကျွန်တော် semi auto နဲ့လည်းတွေ့ရတယ်ဒါပေမဲ့ semi auto manual တို့ကြိုက်တော့နေပါတယ်ခေါင်းလေးက engine power 1000cc နဲ့လာတယ်ပြီးတော့တာဝပါတယ်တာဝပါတဲ့အတွက်ဒီခေါင်းလေးကအဆွဲအယုံကောင်းတယ်1000cc ဆိုပေမဲ့ကျွန်တော်တို့တွေတကယ်တမ်းနင်းမယ်ဖြုတ်မယ်ဆိုဝူဝေါ်လုပ်မယ်ဆိုရင်တော့0.3 လောက်စီစားပါတယ်ကျွန်တော်စိတ်ထင်တော့ကျွန်တော်အခုပြန်ပြီးတော့မောင်းကြည့်နေတာဗောလေ spec ကကျွန်တော်မကိုင်တာခ4နှစ်ပတ်ချာလေးလောက်ရှိသွားတော့မယ်ကျွန်တော်ပြန်ပြီးတော့အခုကိုင်ကြည့်တော့စီစားကကျွန်တော်1လီတာကိုကျွန်တော်10ကျော်ပဲရတယ်10ကီလိုမီတာပေါ့နော်10ကျော်ပဲရပါတယ်အဲ့တော့1လီတာပေါ့လေပြီးတော့ဒါလေးကနောက်မှာဒီကောင်လေးက edit ဖြစ်သွားတော့ parking zone လေးလည်းပါမယ်ပေါ့လေedit grade ပဲသူထပ်မြင်တဲ့ဟာတွေရောအနောက်မှာကျွန်တော်ထပ်ပြီးတော့တွင်းငန်းရိုင်နဲ့ရှင်းပြမယ်ကျွန်တော်နောက်ထုတ်လေးတွေပါမယ်brake meter တွေပါမယ် antenna လိုက်ပါမယ်နောက် wiper ရေဖြန်းနောက်မှန်အောင်ရေဖြန်းတဲ့ဟာတွေပါပေါ့လေပြီးတော့ black box ပါတဲ့အတွက်သူကဒီအနောက်မှာ black box camera လေးတွေပါမယ်သူကတော့နောက်မှချီတယ်ပတ်တာတွေပါလုံးဝသူ original အတိုင်းပဲဒီကားလေးကAussie အပြည့်အနီးပါကျန်တယ်ကျွန်တော်တို့လုံးဝတိုက်ခိုက်မရှိဘူးအာမခံပြီးတော့ရောက်ချပေးမယ်ကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေမှတ်ကမှုရှိရမယ်စာအုပ်တွေမူရင်းဖြစ်ရပေါ့လေအဲ့လိုမျိုးတွေကျွန်တော်အနေနဲ့တာဝန်ယူပြီးတော့ရောက်ချပေးမှာဖြစ်ပါတယ်ဒီကောင်လေးတွေကတော့ကျွန်တော်ရှိမှာကိုရီးယားနိုင်ငံကနေပြီးတော့တင်သွင်းပြီးတော့ရောင်းချပေးနေရတယ်ပေါ့လေဒီကောင်လေးတွေကကျွန်တော်တို့ဒီမှာနောက်မှာထိတင်တဲ့နေရာလေးတွေရှိမယ် hard drive 3လုံးရှိမယ်ပြီးတော့ဒီနောက်မှာရှိတယ်cargo space လေးရတယ်သူနဲ့တော်တော်ကိုမဆိုးဘူးပေါ့ဗျာသူ့ဆန်တဲ့တော့တလောက်ရှိတယ်ကာကိုမီလေးလည်းပါမယ်ပေါ့လေပြီးတော့ဒီမှာရှိတယ်ဂျိုက်တွေကောက်တွေပေါ့နော်ထားတဲ့နေရာတွေအကုန်လုံးလည်းသူကလည်းရှိတယ်ကောင်လေးကတော့တော်တော်များများတော့ကော်ဘူးနဲ့လာတာရှိတယ်ကျွန်တော်စိတ်ကန်းထုတ်တဲ့ဟိုကသူ့ကြောက်လည်းကော်ဘူးပါလာရှိတယ်သူ့ကြောက်ကော်ဘူးမပါလာရှိတယ်ပေါ့လေကျွန်တော်ဒီကတော့ဒီလိုပုံစံလေးပဲမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးတော့ရင်အဓိကဒီကောင်ကစစ်အားပကိုးလေးနဲ့ထပ်မယ်နောက်မှာထား back camera လေးပေါ့ပြီးတော့ရင်အတွင်းကန်းလေးမှာလည်းကျွန်တော်ဒီနောက်မှာကကျွန်တော်ဒီလူကောင်သေးရင်တော့ကျွန်တော်3ယောက်လောက် AC စီးလို့ရတယ်
ထိုင်ကုန်တွေအကုန်လုံးက leather ပတ်လည်နဲ့ဖြစ်မယ် side cover တွေကတော့ Euro plastic သားလေးပဲကျန်တဲ့ဟာကတော့သူ့အတွင်းကတော့ထိုင်ကုန်လေးတွေကတော့တော်တော်အဆင်ပြေတယ်ဒါပေမဲ့ side cover ကြီးကတော့ကျွန်တော်အနေနဲ့အရင်ချိတယ်ခံစားရတယ်အဲ့နေရာလေးမှာတခြားဆိုကြပါစို့ plastic ကိုပဲဗျာဟိုနည်းနည်းလေးကောင်းတဲ့အသားလေးဖြစ်သွားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ပြီးတော့ရင်အဲ့လိုမှမဟုတ်ဘူးဆိုရင်အဲ့ချားထဲမှာပေါ့လေတခြား line လေးတွေဗာလေးအလှဆင်လို့ရတယ်ဒါပေမဲ့ဒီကောင်က U ဒီတိုင်း plastic အသားယူကိုတုံးထားရလို့ကျွန်တော်အနေနဲ့ခံစားရတယ်အဲ့တခုတော့ကျွန်တော်ဘက်ကိုနည်းနည်းလေးမကြိုက်ဘူးဒါပေမဲ့အဆင်ပြေပါတယ်ဒီလိုပဲပြောရကိုရောက်နေတဲ့ကားဆိုတော့ဟုတ်ပြီဒီကောင်ကဟိုထိုင်ကုန်ပူပေးတာပါတယ်ကျွန်တော်နိုင်ငံမှာထိုင်ကုန်ပူပေးတာတိတ်မလို့ဘူးပေါ့လေအမှန်တကယ်ထည့်ပေးရမှာထိုင်ကုန်အေးပေးတာထည့်လို့နေဘူးရမှာကားရထားလို့တော့တက်လိုက်ထိုင်ကုန်ပူပေးစရာမလိုဒီကောင်လေးကတော့ဒါအတွင်းကန်းလေးပေါ့ဗျာဒါအတွင်းကန်းလေးရဲ့အနေထားလေးပေါ့spec မှာဆိုရင်ကျွန်တော်တို့ဒီ grade ကဟို၄မျိုးလောက်လာတယ်ပေါ့နော်၄မျိုးဆိုတော့ကျွန်တော်ပထမဆုံးက LS ပေါ့လေ LS ဆိုရင်ကျွန်တော်တို့ဒီထိုင်ကုန်တွေကဒီလိုမျိုးထိုင်ကုန်တွေအသားတွေအရန်กว่าဒီကောင်ကကျတော့ leather ဖြစ်မယ် LS ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ chamois သားဖြစ်သွားမယ်ပြီးတော့ LS မှာ power window 2ပေါက်ပဲလာတာများတယ်ဒီကောင်တွေကျတော့ power window 4ပေါက်ဖြစ်သွားပြီးတော့မှန်ချုံမှန်ကောက်လည်းပါသွားပြီ LS ဆိုရင်မှန်ချုံမှန်ကောက်မပါဘူးမှန်ချိန်တာဆိုရင်တော့ LS ဆိုရင်ဒီမှာတော့ချိန်ရတယ်ပေါ့လေဒါအကြမ်းများမယ်ပြီးတော့ LS ဆိုရင်ကျွန်တော်ဒီမှာထိုင်ကုန်ပူပေးတာမပါဘူးဒီကောင်ဆိုရင်ထိုင်ကုန်ပူပေးတာပါသွားပြီးတော့ CRI score ရမယ် CRI ကောင်ဆို leather ဖြစ်သွားမှာပေါ့နော်ဒါကတော့ကျွန်တော် LS ကြောင်ရှင်းပြဒီကောင်ကကျွန်တော် AD ဖြစ်သွားပြီ AD ကကျွန်တော်ခုနပြောတဲ့အချက်တွေပါပြီ power window ၄ပေါက်ဖြစ်သွားပြီအနောက်လည်း power window အရှေ့လည်း power window ပြီးတော့မှန်ချုံမှန်ခေါက်လေးပါသွားမယ် CRI leather ဖြစ်သွားမယ်ဖုန်းလုံးတစ်ချမ်းပါသွားမယ်ပြီးတော့ထိုင်ကုန် leather ဖြစ်သွားမယ်leather ဖြစ်သွားပြီးတော့ထိုင်ကုန်အပူပေးတာပါသွားမယ်ပေါ့ဒီတက်မြင့်တဲ့ grade ကတော့ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင်AD black ဖြစ်ရင်တော့ကျွန်တော် post step ဖြစ်သွားမှာပေါ့ပြီးတော့မှနောက်တစ်ခုကဘာဖြစ်သွားမလဲဆိုတော့ ADZ ဆိုတာရှိမှာပေါ့ ADZ ကျတော့အစုံပါသွားမယ် cruise ပါသွားမယ်ပြီးတော့ ADZ ကိုမှဟိုတော့နယ်လဲလာတယ်post step နဲ့လဲလာတယ်ပေါ့နော်ဒါကတော့ဒီ2018မှာမြင်ရတဲ့ grade ပေါ့လေ2019ကျတော့အဲ့ grade တွေအပြင်ကိုကျွန်တော်တို့premier တို့ my fit တို့ဆိုပြီးတော့ထပ်ပြီးတော့ပါသွားတဲ့ဟာမျိုးရှိတာပေါ့လေဒီကောင်လေးကကျွန်တော် AD လေးဖြစ်မယ် AD လေးကိုကျွန်တော်ဒါကတော့ဘူးတုတအနေနဲ့ပေါ့လေ spec အကြောင်းဘူးတုတအနေနဲ့တုံးတောင်းဟိုဟာဒီ spec အကြောင်းမသိကြဘူးဆိုတော့လေအဲ့တော့ဒီကောင်လေးအကြောင်းကျွန်တော် subscribe နှိုးပြမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာအဲကွန်လေးပေါ့လေအဲကွန်ကလည်းဒီကောင်လေးကတော့6ချက်ဖြစ်တယ်တချို့ကြတော့အဲကွန်ကဟို digital နဲ့လာရလဲရှိတယ် digital နဲ့လာရလဲရှိတယ်ချို့ကြတော့အဲ့လိုမျိုး digital နဲ့လာရပေါ့လေပြီးတော့ဒီ Android TV ပေါ့လေတွိုင်းတချို့ကြာရင်ကျွန်တော် grade မြင်သွားခဏလေးတက်လို့လာအောင်နော်ဂိမ်းမြင်သွားတဲ့ဟာမျိုးမာလီဝူ TV တွေမှာလာတယ်မာလီဝူ TV ဆို Apple CarPlay တို့အဲ့လိုမျိုးဟာတွေပါမှာနော် Samsung Play တို့ပါမှာနော်ပြီးတော့ဒီကောင်ဒီမှာကျွန်တော်ဒါပြချင်တာပြီးတော့မှကျွန်တော်ဒီ၄ပေါင်တွက်ချိန်ပါပေါ့၄ပေါင်ကကျွန်တော်ဒီ200သူက220လောက်ထိဟိုပုံမှန်ရှိရပါလေအဲ့220အောက်ရောက်တော့ဆိုဒီမီလေးနေနေမှာကျွန်တော်တို့နားကျွန်တော်ဒီမီဆွဲပြတယ်ဒါဆိုရင်၄ပေါင်မီလေးပေါ့နော်၄ပေါင်မီလေးပါတယ်ဘာကြောင့်လဲဆိုတော့ဒီကားရဲ့ဟို spec ဒီမှာအဲ့ tire pressure sensor တွေပါတယ်ပေါ့လေဒါဆိုရင်ဒီမှာဘယ်ဘိန်းညာ၄ပေါင်နေနေရတယ်ပြရဲဆိုဒီမှာရှေ့ဘိန်းရှေ့ဘက်ညာပေါ့လေဒါကနဲနေတာတဲ့၄ပေါင်ကဘယ်လောက်ပဲရှိတယ်200ပဲရှိတယ်တဲ့အဲ့ဆိုရင်ကျွန်တော်တခြားဘိန်းတွေအချိန်တွေကိုကျွန်တော်တို့ကြည့်ကြည့်အောင်โอเคအနောက်လည်း200ပဲရှိတာအဲ့လိုမျိုးဒါဆိုရင်ကျွန်တော်တို့သူကဟို engine wine ပေါ့လေ engine wine လဲထားတာ engine wine ဘယ်လောက်သုံးလို့ရတယ်လဲပေါ့လေ engine wine ဒါဆိုရင်86ရာခိုင်နှုန်းထိသုံးလို့ရတယ်အောက်မှာကျတော့မောင်းထားတဲ့ကီလိုမီတာပေါ့နော်83,500ကျော်သွားပြီပေါ့နော်83ရှိတယ်ပေါ့အဲ့လိုမျိုးသူကtire pressure sensor တွေလည်းကြည့်လို့ရမယ်နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲ engine wine တွေလည်းကျွန်တော်ကြည့်လို့ရမယ်ဆိုတော့ဒီကောင်လေးရဲ့ grade ကမဆိုဒီမှာကျွန်တော်နောက်တစ်ခုပြချင်တာကမီးပေါ့လေမီးရသူများကားတွေဆိုရင်ကျွန်တော်တို့ဒီကနေဖွင့်ရတာပေါ့လေဒီကောင်ကျတော့ဒီမှာဒီကနေဖွင့်ရကျွန်တော်တို့ဒါဆိုရင် fog light လင်းလာမယ်ဒါဆိုရင်ရှင်းမကြည့်လင်းသွားမယ်အဲ့လိုလုပ်ရတယ်ဒါဆိုရင်ကျွန်တော်တို့မီးကြီးတောက်တာလေဒီမှာဒီကနေပဲပုံမှန်ပဲသူကမီးစာဒီကဖွင့်ရတာဒါဆိုရင်ကျွန်တော်တို့ fog light ကိုဖွင့်တာတော့ fog light ကိုပိတ်တာတော့အဲ့ဒါနေလုပ်လို့ရတယ်နောက်တစ်ခုကျွန်တော်ပြချင်တာဒီမှာပေါ့နော်ဒါ city mode ဒီ city mode ကိုဖွင့်လာလိုက်ရင်ကျွန်တော်ဒီ CRI ကတအားပေါ့ပါကျွန်တော်တိတ်မကြိုက်ခဏလေးCRI ကအရန်ပေါ့ပါပြန်ပိတ်လိုက်CRI နဲ့စီစီပိုင်မှဖြစ်သွားCRI အရန်ပေါ့ပါကျွန်တော်မကြိုက်ဘူး
မိတ်ဆွေတို့ဟိုလာဆန်းလို့ရဒါ TRC ပေါ့လေ TRC off လေးပါတချို့ကြရဲဒီနားမှာ link တစ်ပါချတယ် green မြင်သွားတဲ့ကဒီထက်ပို green မြင်သွားတဲ့ကဆို link တစ်ပါချတယ်ပါ